အားလုံးပဲမင်္ဂလာပါအားလုံးပဲနေကောင်းအဆင်ပြေကြရလားဗျကျွန်တော်တို့စကိုင်းငလင်ပြည်ပြည်တည်းရနေပြီးတော့ဗောနော်ကျွန်တော်တို့မဆုံးပြကြဘူးဒီငလင်ရဲ့အကျိုးသက်ရောက်မှုကြောင့်ဗောနော်တနင်္လာဒီငလင်တန်တင်တဲ့ဒေသတွေစကိုင်းတို့ကျွန်တော်တို့မန္တလေးတို့အစရှိတဲ့ဒီအင်းလေးတို့ဒေသတွေမှာလည်းဗောနော်ဒီငလင်ကိုကိုယ်တိုင်ကိုကြခံစားရတဲ့သူတွေမှာဆိုလို့ရှိရင်လည်းအခုချိန်ဒီပေါ့နော်ဟိုစာဝန်နေအဆင်မပြေဘူးနေဖို့ထိုင်ဖို့အစစရရပေါ့နော်အခက်ခဲတွေနေပေါ့နော်ပြီးတော့ဒီငလင်တန်မသိမ့်မယ်လည်းပေါ့နော်ဒီငလင်ရဲ့အကျိုးသက်ရောက်မှုကြောင့်ပေါ့နော်ကျွန်တော်တို့ကုန်စည်နှုန်းတွေအစစရရကြီးမြင့်နေအစစရရပေါ့နော်အပူတွေကပေါ့နော်လက်ရှိချိန်ထိအောင်ပေါ့နော်အဆုံးမတတ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့တပူပေါ်နှစ်ပူစစ်မွေးပူရကဲမှောက်ဆိုသလိုပေါ့နော်ဒုက္ခတွေကအများများတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေကပေါ့နော်ဘယ်လိုအခက်ခဲတွေပဲကြုံလာပေါ့နော်ဘယ်ခေတ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အတူတူကဒီတမြေတဲ့တရေထဲမှာအတူရှိတဲ့လူတွေဆိုတော့ကျွန်တော်တို့နိုင်တဲ့ဝန်ကနေပြီးတော့ကျွန်တော်တို့တတောင်းတနေရနေပြီးတော့အားလုံးပဲဝင်ထမ်းကြတာပဲပေါ့နော်ပတ်စံတက်နိုင်ပတ်စံပေါ့နော်စေရတက်နိုင်စေရကိုရတက်ဒီလိုပဲပေါ့နော်မေတ္တာတက်နိုင်တဲ့လူကမေတ္တာပေါ့နော်ဒါကကျွန်တော်တို့ဟိုတကယ်ကိုချစ်ခင်နှစ်လိုပဲကောင်းတဲ့အပြုတ်မှုပေါ့နော်ဒါကလည်းကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဘိုးဘွားမိဘတွေအစဉ်လာရကျွန်တော်တို့အမွေခံလာရတဲ့အမွေနှစ်ကောင်းတစ်ခုပေါ့နော်ကျွန်တော်တို့ဒုက္ခတွေအစဉ်မပြေလာတဲ့အချိန်မှာကျွန်တော်တို့အချင်းချင်းကြောချင်းကပ်ရင်းချင်းကပ်ပြီးတော့ပေါ့နော်တယောက်ကိုတယောက်ဖေးဖေးမမနဲ့ကျွန်တော်တို့ဒီလိုတွေဖြတ်တန်းလာခဲ့တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာတော့ဆွေးနွေးခြင်းတဲ့အကြောင်းအရာဆိုတာလည်းပေါ့နော်ကျွန်တော်ကတမိုင်းတို့ပထဝီတို့ဝါသနာပါတဲ့အခါကျတော့ဒီဘက်နောက်ပိုင်းဗီဒီယိုလေးတွေကိုကျွန်တော်ကဘယ်လိုစဉ်းစားလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဘယ်လိုနိုင်ငံရေးစနစ်တွေကျင့်သုံးတယ်ဘယ်လိုဘရင်တွေအုပ်ချုပ်ခဲ့တယ်ဘယ်လိုလက်ရှိဘယ်လိုစနစ်တွေနဲ့သွားနေတယ်ကဘာကြီးကဘယ်လိုပေါ့နော်ဘယ်လိုနိုင်ငံရေးစနစ်တွေရှိတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဘယ်လိုပြောတိုင်းပြည်တွေမှာအရေးကြီးဆုံးအားလုံးသိတဲ့အတိုင်းမှာနိုင်ငံရေးစနစ်ပေါ့နော်နိုင်ငံရေးစနစ်တစ်ခုဟိုဒီမကောင်းလို့ရှိလို့ရှိရင်ကျွန်တော်တို့အဆဆရလဲပြူကြရတယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲကိုတိုင်းပြည်နဲ့တင့်တော်မဲ့နိုင်ငံဘယ်လိုပြောတင့်တော်တဲ့နိုင်ငံရေးစနစ်ကိုသူတိုင်းပြည်တိုင်းစူးစမ်းပြီးတော့တိဆောက်ကြတယ်ပေါ့နော်လက်ရှိကမ္ဘာမှာခေတ်အစားဆုံးကတော့ကျွန်တော်တို့ liberal ဘာသာလို့ပြောမယ်ကျွန်တော်တို့ဒီမိုကရေစီပေါ့နော်ဒီမိုကရေစီလို့ခေါ်တဲ့စနစ်ပေါ့နော်ဒီမိုကရေစီမှာမှကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကတိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်နေဆို Federal Democracy စနစ်ပေါ့နော်အဲ့ဒီကိုဥတည်ပြီးတော့အားလုံးကကြိုးစားနေကြတယ်ပေါ့နော်ဗတ်ပေါင်းစုံကနေပြီးတော့လူတိုင်းပေါ့နော်ဟုတ်ပြီကျွန်တော်တို့တိုင်းပြည်ကကမ္ဘာဒီဘယ်ချိန်တုန်းကစခဲ့တယ်ဘယ်လိုတွေဖြစ်ခဲ့လဲဘယ်လိုနိုင်ငံရေးစနစ်တွေကျင့်သုံးခဲ့တယ်ဆိုတဲ့အရာလေးတွေကိုကျွန်တော်အပိုင်းဆက်လေးတွေနဲ့ကျွန်တော်ဆွေးနွေးခြင်းပါတယ်ကျွန်တော်ကတော့ကျွန်တော်သိမှတ်ထားတာတွေပေါ့နော်နဲ့ဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်ဟိုသိမှတ်ထားတာတွေမပြည့်စုံတေချာပေါက်မပြည့်စုံနိုင်ဘူးပေါ့နော်လိုအပ်ချက်တွေရှိလို့ရှိရင်လည်းထောက်ပြနိုင်ပါတယ်ကျွန်တော်ကတော့အထူးသဖြင့်ကျွန်တော်ကဘယ်လိုဥစ္စာတွေကိုလေ့လာပြီးတော့ဆွေးနွေးလဲဆိုတော့ကျွန်တော်ကအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီဥက္ကလာရာဇဝင်မဟာရာဇဝင်တော်ကြီးတွေပြီးတော့ကျွန်တော်တို့မြန်မာသမိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအင်္ဂလိပ်လူမျိုးတွေကရေးထားတဲ့စာအုပ်တွေပြီးတော့နောက်ဆုံးကျွန်တော်တို့ဒီဘက်ခေတ်မှာနာမည်ကြီးဆုံးဖြစ်တဲ့ဆရာကြီးဒေါက်တာတန်းထွန်းပေါ့နော်ဒေါက်တာတန်းထွန်းရေးထားတဲ့စာအုပ်ပေါ့နော်အဲ့စာအုပ်တွေကိုဖတ်မှတ်ထားတဲ့အဲ့ဒီထဲမှာပေါ့နော်ကျွန်တော်တို့ခြုံငုံပြီးတော့ပေါ့နော်ဒီလိုအကြောင်းအရာလေးတွေကိုကျွန်တော်ကဆွေးနွေးကြပါတယ်ပေါ့နော်ကမ္ဘာပေါ်မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံတွေဘယ်နိုင်ငံပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ခောက်ရှာငတ်ပြန်တယ်လို့ပဲပေါ့နော်ရေလိုင်းပမာပေါ့ခောက်ရှာငတ်ဆိုတော့မျိုးလုံးထဲမှာမြင်ရေလိုင်းလိုပဲပေါ့နော်ကျွန်တော်တို့နှိပ်လိုက်မြင့်လိုက်ပဲပေါ့နော်တိုင်းပြည်တွေကကျွန်တော်တို့တခါကြလို့တိုင်းပြည်တွေကနိုင်ငံရေးစနစ်တွေကောင်းတဲ့အခါကြလို့ရှိရင်အပေါ်ရောက်သွားတယ်နိုင်ငံရေးစနစ်တွေမကောင်းလို့ရှိရင်အောက်ကိုဆင်းသက်သွားတယ်ပေါ့နော်အဲ့ဒီလိုပဲပေါ့နော်ကျွန်တော်တို့ဒီနှိပ်လိုက်မြင့်လိုက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့သွားကြတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံတော်မြန်မာပြည်ပေါ့နော်ကျွန်တော်မြန်မာပြည်လို့ပြောလိုက်မယ်ဆိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်ကစဖြစ်လာတဲ့ဒါကမ္ဘာနိုင်ငံတွေနဲ့အလားတူပဲပေါ့နော်မြန်မာကျွန်တော်တို့အစအဦးဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကလွန်ခဲ့တဲ့နှစ်1000ခွဲလောက်ကစပြီးတော့လူတွေစပြီးနေထိုင်နေဆိုပြီးတော့ဒီလိုပြောကြတယ်ပေါ့နော်ကြောက်ခက်ပေါ့နော်ဒါတော့ရှမ်းပြည်မှာအကုန်လုံးလည်းသိကြမှာဗရာလင်းကူတို့ဒီဘက်မှာပေါ့နော်ကြောက်ခက်မှာကျွန်တော်တို့ကြောက်ခက်ကနေပြီးတော့စတယ်ပေါ့နော်အဲ့မှာကြောက်ခက်မှာရှိတဲ့လူတွေရေးထားတဲ့ရုပ်ပုံတွေရှိတယ်အဲ့ဒါတွေကြည့်ပြီးတော့ဒါမြန်မာနိုင်ငံမှာတော့ဒီလိုမျိုးနေကြတယ်ပေါ့နော်အဲ့ဒီခက်ကနေပြီးတော့စောပြီးတော့နေထိုင်ကြတယ်လို့လည်းပြောကြတယ်ပေါ့ဒါပေမဲ့အကြမ်းမြင်ပြောရမယ်ဆိုတော့အဲ့ဒီပတ်ဝန်းကျင်ပေါ့နော်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ဟိုတစုပေါ့နော်
ကျွန်တော်တို့ရဲ့အဖိုးအဖွားတွေပေါ့နော်အဲ့မှာနေထိုင်ခဲ့ကြတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့လူတွေကစုပြီးတော့ပေါ့နော်မြို့ရွာလေးတွေတည်ကြတယ်စုပြီးတော့အဲ့လိုနေကြတယ်ကျွန်တော်တို့ဒီမြန်မာရာဇဝင်တွေကတော့ဘယ်လိုပြောလဲဆိုတော့လောကသမုဒ္တိမင်းလို့ခေါ်တယ်ပေါ့နော်သမုဒ္တိဆိုတာကျွန်တော်တို့ဘယ်လိုပြောမလဲဒီလူတွေရဲ့မဟာသမရမင်းလို့လည်းခေါ်ကြတယ်ပေါ့နော်အမျိုးစုံပဲပေါ့နော်စัจ java ဝရိမင်းလို့လည်းခေါ်ကြတယ်စုပြီးတော့ပေါ့နော်ကျွန်တော်တို့ငါတို့ကတော့အလုံးလုံးမယ်မင်းကတော့ငါတို့အလုံးမလုံးနဲ့ငါတို့ကနေပြီးတော့ငါတို့ရတဲ့10ဘုတ်တစ်ဖို့ပေါ့နော်10ဘုံပုံတဲ့ဟာကိုဒါတော့တတမေတာစနစ်လို့ခေါ်မယ်တဲ့ကျွန်တော်တို့ဒီ10ဘုံပုံတယ်10ဘုံပုံပြီးတဘုံကိုအဲ့ဒီအုပ်ချုပ်သူငါတို့အတွက်ကိုလုပ်ပေးရမယ်လူပေါ့နော်အဲ့ဒီလူကိုသူ့ကိုပေးတယ်ပေါ့နော်သူကနေပြီးတော့ငါတို့တာဝန်တွေကိုတဆင့်ထမ်းဆောင်ပေးတယ်ပေါ့နော်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရက်ရွာမှာရှိတဲ့ဥမာလူအိမ်အောင်စုအစုတရားရှိတယ်ဆိုလို့ရှိရင်အစုတရားနေပြီးတော့သူတို့ဒီတော်တဲ့သွားတယ်ဆိုလို့ရှိရင်လည်းတမင်တကောင်ရလာဆိုလို့ရှိရင်10ပုံလိုက်တယ်တပုံကိုအဲ့ဒီလူသားပေးတယ်ပေါ့နော်ဥမာဆိုင်အိမ်မှာအပင်ဆိုင်တဲ့လူကလည်းအပင်သူရှန်ထွက်တဲ့ပစ္စည်းကိုတပုံသားပေးတယ်ပေါ့အဲ့ဒီလူကအဲ့ဒီရွာရှိတဲ့အကျိုးကိုထမ်းဆောင်ရတယ်ပေါ့နော်ပထမတော့သူတို့ဒီတစုပေါ့နော်လူတစုကနေတယ်နောက်ကျတော့အဖွဲ့အစည်းတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီလူကနေပြောင်းလဲလာဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံလည်းဒီတိုင်းပဲကဘာကြီးမှာလည်းဒီလိုပဲပြောင်းလဲလာတာပေါ့နော်ပြောမယ်ဆိုရင်ဒီနောက်အဲ့ဒီကနေစပြီးတော့ဘယင်စနစ်တွေတအုပ်ဆံပိုင်စနစ်တွေပေါ်လာအဲ့ဒီကနေပြီးတော့အဲ့ဒီလူတွေကသူတို့ဒီပြောမယ်ဆိုလို့ရှိရင်ဒီအစတော့လူတွေကဒီလိုပဲဟိုဘယ်လိုပြောမလဲစုပြီးတော့နေကြတယ်တော်လဲတက်တဲ့လူကိုခေါင်းဆောင်တင်လိုက်တယ်ဒါကျွန်တော်တို့ရက်ဒေတာတွေမှာလည်းထိုးနီးလက်ကောင်းပဲပေါ့နော်ဘယ်လိုပြောမလဲနားလေတကြွတဲ့လူဆေးရတင်ကြနောက်ပိုင်းကျတော့အဲ့ဒီလူတွေကအဲ့လိုမျိုးမဟုတ်တော့ဘူးပေါ့နော်အာနာတွေရင့်မူးလာကြတယ်ကျွန်တော်လူတွေရဲ့ထုံးစံအတိုင်းပေါ့ဗျာပတ်စံရှိလာတယ်လက်ထက်မှာအာနာရလာပြီဆိုတော့ဒါတွေလူတွေကပြောင်းလဲလာတယ်အဲ့ဒီခါကျတော့သူတို့ကဘယ်လိုလဲဆိုတော့ဒါအနောက်နိုင်ငံတွေမှာဆိုတော့အနောက်နိုင်ငံလို့ပြောကျွန်တော်ဂရိတို့ကျွန်တော်အီဂျစ်တို့ပေါ့နော်အဲ့လိုနိုင်ငံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောင်းလာလဲဆိုတော့အဲ့ဒီဘယင်စနစ်ကတပ်ဥဆောင်ပိုင်းဘယင်စနစ်အကျွေးမဲ့ဘယင်စနစ်လို့ပြောမှာပေါ့နော်အဲ့ဒီဘယင်စနစ်ကမြန်မာစကားကတော့တော်တော်မြန်မာစကားဒီခုနကပြောတပ်ဦးဆံမိုင်ပြီးတပ်ဦးဆံမိုင်ဆိုတော့ तू ကဒီအသက်ကနေပြီးတော့ဦးသပင်အဖျားအကုန်ပိုင်နေပေါ့နော် तू ကသူ့ရဲ့အမိတ်ကအဓိကပေါ့အဲ့လိုမျိုးဖြစ်လာတာပေါ့နော်လူတယောက်ကိုဟိုတက်ရှင်နဲ့တက်လို့ရတယ်ဟိုရှင်အသက်ရှင်အသက်ပြန်ရှင်ဟိုဘယ်လိုပြောမလဲအသက်ပြန်ပြီးတော့ရှင်စေခြင်းနဲ့ဆိုလဲရှင်စေခြင်းလို့ရတယ်ဒါမှမဟုတ် तू တက်ဆိုလို့ရှင်လည်းတက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတဲ့အခြေအနေမျိုးဖြစ်လာတာပေါ့နော်အဲ့လိုမျိုးတအုပ်ဆံမိုင်ဘယင်စနစ်ဆိုပြီးပြောင်းလာတယ်ပေါ့အဲ့ဒီကနေပြောင်းလဲလာတဲ့အခါမှာကျွန်တော်နောက်ကြတော့ဗာပြအကျွေးမဲ့ဘယင်စနစ်ပေါ့အကျွေးမဲ့ဆိုအကုန်ပိုင်တာပေါ့နော်ဒီလူတွေရဲ့ဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကိုရက်ရွာမှာကိုကမီးဘိုးစဉ်ပေါင်းဆက်လှုပ်လာတဲ့လေယာမြေတွေကိုမြေတွေကစကိုမပိုင်တော့ဘူးဒီဘယင်တွေကပဲပိုင်တော့တယ်ဆိုတော့အဲ့လိုဟာမျိုးဖြစ်လာတာပေါ့နော်အဲ့ဒီကနေစလာပြီးတော့လူတွေကလည်းပေါ့နော်တဖြည်းဖြည်းနဲ့မခံမရနိုင်ဖြစ်ကြတယ်ပေါ့နော်မခံမရနိုင်ဖြစ်ကြတဲ့ခါကျတော့ဒီဘယင်စနစ်တွေကိုမကြိုက်ကြဘူးပေါ့ဘယင်စနစ်တဲ့ကောင်းတဲ့စနစ်တွေကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ဘယင်စနစ်မှာကျွန်တော်တို့2မျိုး3မျိုးရှိတယ်ပေါ့နော်ဥပမာခုနကျွန်တော်ပြောတဲ့တပ်ဦးဆံမိုင်ဘယင်စနစ်အကျွင်းမဲ့ဘယင်စနစ်ပြီးတော့ကျွန်တော်တို့စီးမြင့်ကန်ဘယင်စနစ်ပေါ့နော်နောက်ပိုင်းကျတော့တချို့နိုင်ငံတွေအခုဂျပန်တို့ဒီအင်္ဂလန်တို့မှာဆိုလို့ရှိရင်အင်္ဂလိပ်ပေါ့နော်အင်္ဂလန်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့ဘယင်စနစ်လဲဆိုတော့ကျွန်တော်တို့ဒါတို့ဆိုလို့ရှိရင်စီးမြင့်ကန်ဘယင်စနစ်ပေါ့ဥပမာထိုင်းတို့ပေါ့နော်ပြောမှဆိုထိုင်းကျွန်တော်တို့အနည်းဆက်ဆုံးနိုင်ငံပြောမှဆိုရင်ကျွန်တော်တို့ဘေးနားမှာရှိတဲ့ထိုင်းနိုင်ငံပေါ့ယူရီးယားနိုင်ငံကျွန်တော်တို့ဂျပန်နိုင်ငံတို့ဆိုလို့ရှိရင်ဒါတအုပ်ဆံမယ်ဘယင်စနစ်တော့ဘယင်စနစ်ပဲဒါပေမဲ့တအုပ်ဆံမယ်ဘယင်စနစ်မဟုတ်သူတို့ကစီးမြင့်ကန်ဘယင်စနစ်ပေါ့နော်အဲ့လိုဘယင်စနစ်ကိုကျင့်သုံးကြတယ်ပေါ့နော်စီးမြင့်ကန်ဘယင်စနစ်ဆိုတာဒီဘယင်ကတော့ရုပ်ပြပဲပေါ့နော်သူကအဲ့နိုင်ငံမှာတမရမရှိဘူးတမရနေရာမှာသူကဘယင်ပေါ့နော်ဘယင်ရှိနေတယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဘယင်ကဒီတိုင်းပြည်အကြီးအကဲပေါ့နော်အကြီးအကဲဆိုပေမဲ့သူ့မှာလုတ်ပိုင်ခွင့်အာဏာအလောက်မရှိဘူးသူကမင်းအခမ်းအနားကြီးတွေတက်ကြတယ်နိုင်ငံတခြားတိုင်းပြည်ရဲ့လူကြီးတွေလာလို့ရှိရင်လက်ခံတွေ့ဆုံရတယ်ပေါ့နော်ဒါပေမဲ့တကယ်တိုင်းပြည်ကိုအလုပ်လုပ်တဲ့ဟာကဒီအစိုးရအဖွဲ့ပေါ့နော်အစိုးရအဖွဲ့လို့ခေါ်တဲ့ဒီဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကအလုပ်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီဝန်ကြီးချုပ်အစိုးရအဖွဲ့ကလည်းခုနက4နှစ်တစ်ချိန်5နှစ်တစ်ချိန်သူတို့ရွေးကောက်ပွဲတွေလုပ်ပြီးရွေးချယ်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တက်ဆင့်ထပ်ပြောရမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ဘယင်စနစ်မှာတပ်ဦးဆံမိုင်ဘယင်စနစ်အကျွမ်းမဲ့ဘယင်စနစ်ကျွန်တော်စီးမြင့်ကန်ဘယင်စနစ်ဆိုပြီးရှိတယ်ပေါ့နော်အဲ့ဒီမှာနောက်ထပ်နိုင်ငံရေးစနစ်တွေကအများကြီးပြောင်းလဲလာတာပေါ့နော်ကျွန်တော်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ1800နောက်ပိုင်းစက်မှုတော်လိုင်းနောက်ပိုင်းမှာဆိုလို့ရှိရင်အယူဆအသစ်တွေပေါ်လာတာပေါ့နော်ဆိုရှယ်လစ်
အတွေးခေါ်တွေပေါ်လာတယ် socialist အတွေးခေါ်ဆိုတော့ဒါအားလုံးလဲဒီကျွန်တော်တို့ထက်လူကြီးတွေဆိုတော့သိကြမှာပေါ့နော် socialist ဆိုတာကျွန်တော်တို့စုပေါင်းပြီးတော့ပေါ့နော်အလုပ်အတူတူတွဲလုပ်ကြမယ်ရတဲ့အကျိုးအမြတ်ကိုအတူခွဲဝေကြမယ်ဆိုပြီးတော့လုပ်ကြတာပေါ့နော်အဲ့လိုမျိုးအတွေးခေါ်ရှိကြတာပေါ့နော်ရှိပြီးတော့အဲ့တော့အဲ့ဒီစနစ်မှာလဲသူအာသာချက်အာနယ်ချက်တော့ရှိတာပေါ့နော်အာသာချက်အာနယ်ချက်ရှိတဲ့အခါကျတော့အဲ့ဒီစနစ်ကြီးကလည်းပြိုလဲလာတာပေါ့ communist စနစ်လက်ရှိကမ္ဘာပေါ်မှာလည်းဒီ socialist စနစ်တို့ communist စနစ်ကိုကျင့်သုံးနေတဲ့တရုတ်ပြည်ပေါ့နော်တရုတ်ပြည်ဆိုရင်ဒါစီးပွားရေးရပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ communist စနစ်ပေါ့နော်စီးပွားရေးရပြောမယ်ဆိုအရင်စနစ်ပေါ့နော်ဒီနိုင်ငံရေးရပြောမယ်ဆိုလို့ရှိရင် communist စနစ်ကိုကျင့်သုံးတယ်ပေါ့ကျွန်တော်တို့စီးပွားရေးရောနိုင်ငံရေးရောနှစ်ခုလုံးကိုကျွန်တော်တို့ဒီ communist စနစ်ကျင့်သုံးတာတော့အနည်းဆုံးပြမယ်ဆိုရင်ကျွန်တော်တို့ဒီမြောက်ကိုရီးယားနိုင်ငံပေါ့နော်မြောက်ကိုရီးယားတို့ကျူးဘာတို့ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီရုရှားတို့ပေါ့နော်ရုရှားဆိုလို့ရှိရင်တော့ဒီသူကအရင်ရှင်တစ်ပိုင်းသွားတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ပြောတာအရင်ကကျေပြန့်လိုက်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းခုနပြောသလိုမျိုးအဲ့လိုဘယင်စနစ်တွေပေါ့ဘယင်စနစ်မှာကျွန်တော်တို့အရန်ဝေးလည်နဲ့ဥမာကျွန်တော်တို့ဒီခုနပြောတဲ့အဲ့ဒီတကောင်းမင်းဆက်တို့ကျွန်တော်တို့အဲ့ဒါတွေကတော့ကျွန်တော်တို့မမှီဘူးပေါ့နော်ဥမာတချို့ကတကောင်းမင်းဆက်ကဘယ်နှဆက်ရှိတယ်အများကြီးတော့ပြောကြတယ်ပေါ့နော်အဲ့ဒါတွေကတော့အသေးစိတ်သိကျင်တယ်ဆိုလို့ရှိရင်မဟာယာဆိုရင်တော့ဒီတမိုင်းရေးထားတယ်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကတော့အမြဲတမ်းအငင်းပွားနေတာပေါ့နော်မရှိခဲ့တယ်မရှိခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောချင်တာကတော့ဘယ်ကစချင်လဲဆိုတော့ကျွန်တော်တို့ဒီပကံပေါ့နော်ပကံမင်းဆက်ပေါ့ကျွန်တော်တို့မြန်မာတွေဒီမြန်မာနိုင်ငံလို့စပေါ်လာတယ်လို့ပြောမယ်ဆိုပကံမင်းဆက်ကစရလို့ပြောရမှာပေါ့အဲ့ပကံမင်းဆက်မှာကျွန်တော်တို့အားလုံးသိတဲ့အနော်ရထာမင်းပေါ့နော်အနော်ရထာမင်းပေါ့အားလုံးကတော့ပြောကြတယ်အခုဆိုရင်ဒါတေခေတ်တည်းရတယ်ကျွန်တော်တို့ပြူမျိုးပြနိုင်ငံတွေပေါ်လာတဲ့အခါကျတော့အဲ့ဒီခေတ်ကစတယ်လို့တော့မြန်မာကပြောရဒါပေမဲ့လက်ရှိအဲ့ဒါတွေကမျိုးပြနိုင်ငံအစ်စ်ပဲရှိခဲ့သေးတာပေါ့နော်နိုင်ငံတော်ကြီးမဖြစ်သေးဘူးပေါ့နော်မျိုးပြနိုင်ငံဆိုတာကျွန်တော်တို့ဥပမာပြောရရင်မျက်လုံးထဲမှာမြင်အောင်ပြောပြမယ်ဆိုရင်ကျွန်တော်စင်ကာပူပေါ့နော်စင်ကာပူဆိုလို့ရှိရင်ကျွန်တော်တို့ဒါသူကမြို့ပေါ့နော်မြို့မှာသူကဒီနိုင်ငံလိုမျိုးအုပ်ချုပ်တဲ့နိုင်ငံဟိုပေါ့နော်မျိုးပြနိုင်ငံပေါ့နော်အဲ့လိုမျိုးပြောကြတာပြီးတော့ကျွန်တော်ဗာတီကန်ပေါ့အခုလက်ရှိအခုလောဟစ်ဖြစ်နေတဲ့ဒီကျွန်တော်တို့ပုတ်ရဟမီအုပ်ချုပ်တဲ့နိုင်ငံပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းသူကဒီမြို့ပဲဒါပေမဲ့အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ဒီမြို့ပြနိုင်ငံလို့ခေါ်တယ်ပေါ့နော်မြို့ကြီးတွေကိုနိုင်ငံအဖြစ်အုပ်ချုပ်တာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်သူတို့ရဲ့အစိုးရအစနစ်သူတို့ရဲ့နိုင်ငံအဲ့ဒါသူတို့ရဲ့စစ်တပ်နဲ့ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီပြူဒီမြို့တွေရှိတယ်။မာတရီခေတ္တရာတို့အပိသနိုးတို့အစမိုင်းမောတို့အစရှိပြအများကြီးပေါ့နော်။အဲ့လို9မျိုးလောက်ရှိတယ်ကြားတယ်။ကျွန်တော်တို့ဒါကတော့လက်ရှိသိရသလောက်ပေါ့နော်။ဒီထက်လည်းများရင်များလာနိုင်တယ်ပေါ့နော်။အဲ့ဒီအချိန်တွေမှာကျွန်တော်တို့အဲ့ဒီမြို့တွေကလည်းကျွန်တော်တို့ BC ကျွန်တော်တို့ဒီခရစ်တက်ကလေးအစပိုင်းလောက်ပေါ့နော်။ခရစ်200စု300အဲ့လောက်ပေါ့နော်ခရစ်ကျွန်တော်တို့ BC ပြောမယ်ဆိုတော့BC နဲ့တော့ပြောလို့မရဘူးကျွန်တော်တို့ဒီခရစ်တော်မပေါ်ခင်အဲ့လိုပြောမယ်ဆို200 300ပေါ့နော်ခရစ်တော်မမွေးခင်200 300အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီဘက်ခရစ်တော်မွေးပြီးတော့ကျွန်တော်တို့ဒီ200 300ပေါ့အဲ့ဒီပတ်ဝန်းကျင်လောက်ပေါ့နော်နောက်ပိုင်းဒီကျွန်တော်တို့နန်ကျောက်နိုင်ငံလို့ခေါ်တဲ့ဒီယူနန်ပြည်နယ်ကြီးကအင်အားကြီးထွားလာတဲ့အခါမှာနန်ကျောက်တွေကကျူးကျော်ပြီးတော့ပျက်စီးတာပေါ့နော်အမျိုးစုံပါပဲဒါကတော့ပျက်စီးတာဒါကတော့အခုချိန်ထိအောင်ဒါအရင်လဲ2000လောက်ကြာတဲ့တမိုင်းဆိုတော့လေ့လာတော့ပေါ့နော်ဒီမီလောင်သွားတဲ့အထောက်ထားတွေအခုဆိုရင်အမျိုးစုံလေ့လာနေတာပေါ့နော်အဲ့တော့ရှိခဲ့တာတော့သိကြတယ်ကျွန်တော်တို့ဒီတေခေတ်တာဆိုပြီးမှအကုန်လုံးဒီလက်ကျန်ဖျားကြီးတွေလည်းရှိနေသေးတယ်ပါဒီခေတ်ကကျွန်တော်တို့ဒါဒီလိုမျိုးရှိခဲ့တယ်ဆိုတာလည်းကျွန်တော်တို့အထောက်ထားမဲ့တော့ပြောလို့မရဘူးပေါ့နော်ကျွန်တော်တို့ဒီခေတ်ရှေ့ဟောင်းငါတို့တိုင်းပြည်မှာရှိတယ်ဆိုပြီးပြောလို့မှမရတာနော်ဒီကျွန်တော်တို့ကာဗွန်နီးနဲ့တိုင်းတာပြီးတော့ဒီခေတ်မှာတော့တကယ်ရှိခဲ့တယ်ဆိုတဲ့ဟာပါဇက်ကနေပြီးတော့ဒီလိုမျိုးရှိခဲ့တယ်ဆိုပြီးပြောတာတော့မဟုတ်ဘူးပေါ့နော်အထောက်ထားတွေတိုင်းတာတဲ့အသိပံနီးကြပေါ့နော်စနစ်တကျတိုင်းတာပြီးဒါမြင့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူကြီးစရာကြီးဖြစ်မှာပေါ့နော်ဒဏ္ဍာရီတွေပဲဖြစ်မှာပေါ့နော်ကျွန်တော်တမိုင်းဆိုပြီးတော့ဖြစ်လာမှာမဟုတ်ဘူးပေါ့နောက်တစ်ခုကကျွန်တော်တို့ခုနပြောတဲ့ပကံမင်းဆက်ပေါ့နော်ပကံမင်းဆက်မှာကျွန်တော်တို့ဒီအနော်ရထားမင်းပေါ့အနော်ရထားမင်းကတော့ကျွန်တော်တို့အကုန်လုံးသိကြတယ်ပေါ့ပထမမြန်မာနိုင်ငံတော်ထူထောင်တဲ့မင်းလို့ပြောကြတယ်ပေါ့နော်အနော်ရထားမင်းကတော့ကျွန်တော်တို့ဒီမြန်မာသမိုင်းတွေကတော့ဘယ်လိုပြောကြလဲဆိုတော့ပကံမင်းဆက်က42ဆက်မြောက်မင်းပေါ့နော်အနော်ရထားမင်းကအခုဆိုရင်ဒါမြန်မာတက္ကရာ2025ဆိုတော့အနော်ရထားမင်းက1000နဲ့14ခုနှစ်မှာမွေးတယ်ဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်1012နှစ်ရှိပြီပေါ့အသက်ကဆိုတော့လွန်ခဲ့တဲ့နှစ်1012ခုနှစ်ကသူကဧပြီလ4လပိုင်း13ရက်နေ့မှာမွေးတယ်လို့တော့ပြောတယ်ပေါ့နော်သူကကြောက်စာတွေဒီအုတ်ခွက်စာတွေရဲ့အထောက်အထားရပေါ့နော်အဲ့တော့နော်ရထာမင်းက
နန်းသက်ရပြောရင်တော့အကုန်လုံးလည်းသိကြမှာတချို့တွေလည်းသိကြမှာပေါ့နော်1044 1089ပေါ့နော်တက္ကရာ1044 1089အခုဆိုရင်2025ပေါ့နော်အဲ့ဒါနှစ်1000ကျော်နှစ်1000ပတ်ဝန်းကျင်လောက်ကဖြစ်ခဲ့တယ်မင်းပေါ့နော်အရင်တော့ကြာပြီပေါ့နော်အဲ့ဒါတွေကိုဘယ်လိုသိမလဲလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီခေတ်ခါကတည်ခဲ့တယ်ဖျားတွေရှိတယ်အဲ့ဖျားတွေမှာရှိတယ်ကျွန်တော်တို့အနော်ရထားမင်းလက်ထက်မှာဆိုအုတ်ခွက်စာတွေရေးတာပေါ့နော်အုတ်ခွက်စာဆိုကျွန်တော်တို့ငငယ်လဲအုတ်ခွက်စာဆိုသိမှာပေါ့နော်မြေုံမီးဖုတ်ပြီးတော့ကျွန်တော်တို့ဇက်ရုပ်တွေခတ်နေတဲ့အဲ့ဒီမှာစာတွေရေးထားတယ်ပေါ့နော်အဲ့လိုဟာတွေရှိတယ်ကျွန်တော်တို့နောက်ပြီးတော့ဘာတွေရှိမလဲဆိုတော့ဒီမြမသမိုင်းနေမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီအနော်ရထားမင်းဆိုလို့ရှိရင်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီကမ္ဘောဒီးယားတို့ကျွန်တော်ထိုင်းဆိုတာအဲ့တော့ဒီယူရီးယားနိုင်ငံတို့ပါဆိုမပေါ်သေးဘူးပေါ့နော်ကမ္ဘောဒီးယားတော့ရှိပြီပေါ့နော်အဲ့နိုင်ငံတွေကိုသွားခဲ့တဲ့ဟာတွေရှိတယ်အနော်ရထားမင်းကဗဇက်ရာဇဝင်တွေရတော့ဒီဘယ်လိုပြောကြလဲဆိုတော့အနော်ရထားမင်းကဒီမြန်မာပြည်အစုံပြဆိုရင်ဒီတဝယ်အထိပေါ့နော်ဒီတရုတ်နယ်စပ်ကျိုင်းယုံကြီးနယ်အထိပေါ့နော်ဒီဘက်ဆိုလို့ရှိရင်လည်းရှမ်းပြည်ဆိုကမ္ဘောဇနယ်အထိပေါ့နော်အဲ့လိုမျိုးပိုက်နေအမျိုးစုံတော့ပြောကြတယ်ပေါ့နော်ဒီဒါပေမဲ့ဒီအနော်ရထားမင်းကလည်းသူ့ခေတ်မှာပေါ့နော်ဒီပထမကဒီပကံညာဝဲအဲ့နားမှာရှိအစုလေးပဲရှိတာအဲ့ဒီအစုလေးကနေနောက်ပိုင်းသူစူးစမ်းတယ်သူအဲ့နားမှာရှိတဲ့ကြောက်စဲတို့ကျွန်တော်တို့ရမဲသင်းရမဲကြောက်စဲခရိုင်ရမဲသင်းခရိုင်မိထီလာပါညာအဲ့နားပတ်ဝန်းကျင်ကိုသူစူးစီးပြီးတော့သူကစူးစမ်းပြီးတော့မြို့နိုင်ငံတူပထမတော့သူကမြို့ပြနိုင်ငံလေးကနေနိုင်ငံကြီးတူထောင်တာပေါ့နော်အနော်ရထားမင်းရဲ့လည်းနန်းတက်ပုံကကျွန်တော်တို့မြန်မာရာဇဝင်တွေရဲ့ပုံမြင်ရပြောဒန်နာကြီးလိုပုံမြင်လို့ပေါ့နော်ခက်ဆန်းဆန်းရဲ့ပေါ့နော်သူကကျွန်တော်တို့ပေါ့အကုန်လုံးသိကြတဲ့အတိုင်းနော်ရထားမင်းကကွမ်းစောကြောင်ဖြူသားပေါ့နော်ကွမ်းစောကြောင်ဖြူမင်းရဲ့သားပေါ့နော်ကွမ်းစောကြောင်ဖြူမင်းမှာကျွန်တော်တို့စုပ်ကတိမင်းနဲ့ကြီးစိုးမင်းဆိုပြီးတော့စုပ်ကတိနဲ့ကြီးစိုးဆိုပြီးတော့သား2ယောက်ရှိတယ်သား2ယောက်ရှိတယ်သား2ယောက်ရှိတဲ့ထဲမှာအဲ့ဒီစုပ်ကတိမင်းကိုနန်းချဖို့ဆိုပြီးခုနကျွန်တော်တို့ကွမ်းစောကြောင်ဖြူမင်းကိုနန်းချဖို့ဆိုပြီးသူတို့ညီကို2ယောက်ကနေပြီးစူးစမ်းတာပေါ့နော်စူးစမ်းပြီးဖေးကိုနန်းချလိုက်တဲ့အခါမှာအဲ့ဒီကြီးစိုးမင်းဆိုတာတက်တယ်ပေါ့နော်သူ့ရဲ့အကူကတက်တယ်အကူကတက်တဲ့အခါမှာ6နှစ်လောက်နန်းတက်ပြီးတော့တခါသူ့ညီစုပ်ကတိမင်းရဲ့တခါနန်းချလိုက်တာပေါ့နန်းချပြီးတော့အနော်ရထားမင်းကခုနပြောတဲ့သူကမြောက်ပြင်ပေါ့နော်ပြောမယ်ဆိုလို့ချင်းမိဖုရားငယ်တယောက်ကသားပေါ့နော်မိဖုရားကောင်ကြီးရဲ့သားတော့မဟုတ်ဆိုတော့အဲ့လိုမျိုးနေပေါ့နော်ညီသားနောင်မယ်ဆိုပြီးခေါ်တာပေါ့နော်စုပ်ကတိမင်းကညီလဲတော်တယ်ပြောမယ်ဆိုရင်မိသူ့အမေကိုယူလိုက်တဲ့အခါကျတော့သားပေါ့နော်ညီသားနောင်မယ်ဆိုပြီးခေါ်မေအနော်ရထားမင်းကနေစိတ်တူပြီးတော့တဲ့အဲ့လိုမျိုးဒီစုပ်ကတိမင်းနဲ့စီးချင်းထိုးမယ်ဆိုပြီးတော့အဲ့ဒီကနေစီးချင်းထိုးတယ်မြင်းကပါရဲဆိုအဲ့မြင်းမော်လှန်နဲ့ပြစ်လိုက်တဲ့ခါမှာမြင်းမော်ကနေပါပြီးတော့အဲ့နေရာနဲ့ကြာသွားတယ်အဲ့လိုပြောကြတာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့အနှစ်ပေါင်းများစွာလဲကြာပြီဆိုတော့ဒီတိုင်းပဲမှတ်လာကြတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကတော့အမှန်နဲ့မှားတယ်ဆိုတာတော့ဒါဘယ်လိုပြောမလဲအငင်းပွားစရာပေါ့နော်မမှန်ဘူးလို့လည်းပြောလို့ရတယ်မှန်တယ်လို့ပဲပါကျွန်တော်တို့တမိုင်းမှာတော့ဒီတိုင်းပဲရေးလာခဲ့တယ်ပေါ့နော်အစဉ်လာရပေါ့နော်ဟုတ်ပြီအဲ့ဒါတွေကတော့အရေးမကြီးဘူးပေါ့နော်ကျွန်တော်တို့ဒီအနော်ရထားမင်းက1044မှာနန်းတက်တယ်ပေါ့နော်1040သူကနန်းတက်တဲ့ခါမှာသူအများကြီးသူစူးစမ်းခဲ့တယ်ပေါ့သူရဲ့အဓိကကျိုးပမ်းမှုလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ထင်သာမြင်သာအောင်ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်သူကဆယ်တွေလောက်တာပေါ့နော်အဓိကဆယ်တွေရေကန်ကြီးတွေတူးတယ်အဲ့လိုမျိုးတွေပေါ့နော်ဆယ်ကန်တွေရေးရတယ်မြန်မာပြည်နဲ့ထုံးစံတိုင်းဖျားတဲတာတော့အကုန်လုံးသိပြီးသားဖျားတွေကတော့တဲတာပေါ့နော်တဲတယ်နောက်ပြီးတော့ဘာတွေရှိမလဲဆိုတော့ကင်းတက်မြို့တွေတိစောက်တယ်ပေါ့နော်ကင်းတက်မြို့43မြို့တိစောက်တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ကင်းတက်မြို့43ဆိုတော့တခြားဒေသလူတွေမကျူးကျော်နိုင်အောင်ဆိုပြီးတော့ဒါနိုင်ငံတော်စနစ်တကျတိစောက်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီးတော့သူကစူးစမ်းခဲ့တယ်ပေါ့ဒီတထုံမှာရှိတဲ့ဒီမနူဟာမင်းစီမှာသူကနေပြီးတကအစုံ30ရှိရဆိုကြတော့ပထမတော့သူအဲ့လိုမျိုးမဟုတ်ဘူးဒီယူနန်မှာရှိတဲ့ကျွန်တော်တို့ဥတီဘွားလာတရုတ်ဘရင်စီတွားပြီးတော့တောင်းတယ်လို့ပြောတယ်သူကမပေးဘူးပေါ့နော်မပေးတဲ့အခါကျနောက်ဆုံးဒီတထုံပေါ့နော်မွန်ဘက်ကိုတွားပြီးတော့မွန်တိုင်းမျိုးကိုတွားပြီးတော့ကျူးကျော်တယ်လို့ပြောကြတယ်ပေါ့နော်မွန်တထုံမှာအဲ့ဒါကတော့ပတ်သက်ပြီးတော့အမျိုးနောက်ပိုင်းရာဇဝင်တွေမှာတော့အမျိုးစုံညင်းကြတယ်ပေါ့အကြမ်းမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ဆုံးဒီပကံမှာဗုဒ္ဓဘာသာကအနော်ရထားမင်းရဲ့ကျေးဇူးကြောင့်ပေါ့နော်ဒီပြောမယ်ဆိုလို့ရှိရင်ခေတ်စားလာတယ်ပေါ့နော်ခေတ်စားလာဆိုတော့ဗုဒ္ဓဘာသာပြန့်ပွားလာတယ်ပေါ့နော်နောက်ပိုင်းဒီအရေးကြီးတွေကျွန်တော်တို့ငငယ်ကြားဖို့တဲ့အရေးကြီးတွေရှိတယ်ဒီဥမာပန်းဘယ်လိုပြောပန်းဦးဆက်ကလည်းပါအမျိုးစုံတော့ပြောကြတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒါလည်းဗဇက်ရာဇဝင်လို့တော့ပြောကြတယ်ရှိတယ်မရှိဘူးဆိုတော့အငင်းပွားနေတော့ဒါပေမဲ့သိကြတာတော့အနော်ရထားမင်းလက်ထက်မှာဗုဒ္ဓဘာသာကအရန်ကိုထွန်းကားလာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအုတ်ခွက်ဘုရားတွေသူအများကြီးလုပ်တယ်ပြီးတော့အဲ့မှာအနော်ရထားမင်းလက်ထက်မှာနောက်ထပ်အားပေးတာတော့သူပိဋကတ်တိုက်တွေစောက်တာပေါ့နော်ပိဋကတ်ရဲ့ site ဆောက်ပြီးတော့ဒီတိုင်းသူပြည်သားတွေအလွယ်တကူဗုဒ္ဓစာပေကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဖတ်ရှုလေ့လာလို့ရအောင်ပေါ့နော်သူ
သူကနေပြီးတော့အဲ့လိုမျိုးပြင်းပြင်းထန်ထန်ကြိုးစားတယ်ပေါ့နော်အနော်ထားမင်းထင်သာမြင်သာရှိတာပြောရမယ်ဆိုလို့ရှိရင်ဒါပေမဲ့သူလည်းခုနပြောသလိုပဲတပ်ဦးဆံပိုင်းဘယင်စနစ်ဖြစ်တဲ့အတွက်ပေါ့နော်သူ့ရဲ့မကောင်းတာတွေကောင်းတာတွေတော့ရှိတာပေါ့နော်သူဒီနောက်ဆုံးသူတည်သွားတဲ့ဟာလေးကိုကြည့်မယ်ဆိုရင်အလုံးနဲ့တည်ပြီးသားပေါ့နော်ထားမင်းကကျွဲခတ်ပြီးတည်ခံတည်သွားရလို့ပြောတယ်ပေါ့ကျွဲကတော့အဲ့လိုမျိုးဘာနဲ့ကျွဲဘာကျွဲတော့အဲ့လိုပြောကြတာပေါ့တကယ်တကယ်သေချာစဉ်းစားကြည့်မယ်ဒီဘက်ခေတ်ရသုံးသက်ကြည့်မယ်ဆိုရင်ဒါဟုတ်ချင်လဲဟုတ်မဲမဟုတ်ချင်တော့လုံးချင်တာလည်းဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့နော်ဘာလို့အနော်ထားမင်းက10ဒီစောက်တာကိုတတ်ကြည့်တယ်ဆိုတော့ဟိုမှာ10ဆောက်ရင်းနဲ့10ကိုတတ်ကြည့်ရင်းနဲ့ကျွန်တော်တို့ဒီညာဘက်တွေဆိုတော့ကျွန်တော်တောင်ကျချောင်းတွေပါရှိတယ်လေအဲ့ဒီကနေပါဝါလည်းဖြစ်နိုင်တယ်လို့မျိုးနောက်တစ်ခုကကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီသာသနာတော်ပြန့်ပွားအောင်လုပ်တဲ့အခါမှာကျွန်တော်တို့ပြောမယ်ဆိုဒီအထက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အထက်ညာဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲနတ်ကိုးကွယ်မှုတွေတအားအကောင်းတယ်အဲ့တော့နတ်ကိုးကွယ်မှုတွေထဲမှာမကျင်တဲ့လူတွေကရှိပြီးတော့ဒါလောက်ကျန်တာလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့အခုကျွန်တော်ပြောခဲ့တယ်ကျွန်တော်မြန်မာနိုင်ငံတာမိုင်းကိုကြည့်မယ်ဆိုရင်ဒါတအုပ်ဆံမိုင်းဘယင်တပါးပေါ့နော်ဘယင်တပါးကျွန်တော်တိုင်းပြည်အုပ်ချုပ်ခဲ့တယ်သူ့ရဲ့ကောင်းတာတွေလည်းရှိတယ်ဆိုးတာတွေလည်းရှိတယ်မတအုပ်ဆံမိုင်းဘယင်ဖြစ်တဲ့အတွက်ပေါ့နော်သူ့သဘောသူ့စိတ်ကြိုက်သူလုပ်လို့ရတယ်လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတော့ဒါကျွန်တော်တို့ခေတ်တစ်ခေတ်မှာဒီပကံခေတ်မှာရှိတဲ့ဘယင်တပါးပေါ့နော်အနော်ရထားမင်းဆိုတဲ့ဘယင်တပါးကနေပြီးတော့ဒီလိုမျိုးကြိုးစားခဲ့တယ်တိုင်းပြည်ရဲ့အခြေဝန်ကတော့တိုက်ခုနပြောအင်အားအရပြောမယ်ဆိုအဲ့ခေတ်အခါမှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထိုက်တဲ့အကျေဝန်းရှိခဲ့တယ်မြို့တွေတည်ခဲ့တယ်ဗုဒ္ဓသာသနာတော်အခြေချခဲ့တယ်ပေါ့အဲ့ဒီကနေစပြီးကျွန်တော်တို့လူမျိုးတွေအဲ့ဒီကနေစပြီးတော့ဒီယဉ်ကျေးတဲ့ဗုဒ္ဓယူဆတွေကိုစပြီးတော့ထိသိခွင့်ရတယ်ပေါ့အဲ့ဒီတဲ့စောစောဒီခေတ်တရားတို့ဘာလို့ခေတ်ကနေစပြီးတော့လေကျွန်တော်တို့သိရတယ်လို့တော့ပြောတယ်ပေါ့နော်ဒါပေမဲ့ဟိုပြောရမယ်ဆိုလည်းအနော်ထိုင်မင်းလက်ထက်မှာတော့ပို့ပြီးတော့ပြန်ပွားလာတယ်ပေါ့နော်အဲ့လိုတော့ပြောလို့ရတယ်အဲ့တော့ဒီတစ်ပတ်ကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာတော့ကျွန်တော်ဘယ်အကြောင်းလေးတွေပြောခြင်းလဲဆိုတော့ကျွန်တော်တို့ဒီဘယင်စနစ်ကကျွန်တော်တို့တိုင်းပြည်မှာတရုတ်တွေကျူးကျော်တာတရုတ်ပြည်ကနေကျူးကျော်တဲ့နိုင်ငံသားစစ်ပွဲတွေမွန်ဂိုတွေစစ်ပွဲတွေဘလူတွေနေချက်စစ်တွေကိုတွန်းလှန်ခဲ့တယ်အဲ့ဒီအကြောင်းအရာလေးတွေကိုဆက်ဆွေးနွေးခြင်းပါတယ်ကျွန်တော်ပြောတဲ့ဥစ္စာလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုပြောခဲ့တဲ့ဥစ္စာလေးနဲ့ပတ်သက်ပြီးတော့ဟိုအမြင်မတူတာလေးရှိလို့ရှိရင်လည်းအောက်ကနေပြီးတော့လောလောလတ်လတ်ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ